Hello အားလုံးပဲမင်္ဂလာပါတခင်ကြီး Football New AI YouTube Channel နဲ့တခင်ကြီးတက်တော့နေပြီးတော့ကြိုဆိုပါရစေဒီနေ့တနင်္ဂနွေနေ့ည Super Sunday မှာကံမဲ့ပွဲတွေရှိတယ်ကံမဲ့ပွဲတွေထက်ကိုရှက်လိုက်တာဗျာရှက်လိုက်တာစင်ဖမ်းမဲ့ကြားဖမ်းမဲ့နော်ဒီလိုကြီးဖြစ်သွားတာတော့မကောင်းပါဘူးဒီလိုကြီးဖြစ်သွားတာတော့မကောင်းပါဘူးဖြစ်ရင်ဗာလဲကျွန်တော်တို့အသင်းကိုဆောင်ရဲလာခြင်းတယ်ဗျာအဆင်တွေကိုဆောင်ရဲလာခြင်းတယ်ကစားသမားကွင်းနဲ့ကစားသမားတယောက်ရှိရအဲ့ကစားသမားကိုကျွန်တော်တို့လူချင်းလို့မွေးတာဗျာအဲ့ဒါကြီးကိုရတာကိုတို့မှမသိရင်ဘယ်လင်ကန်ရတဲ့အတိုင်းပဲedit တွေလုပ် edit တွေလုပ်ပြီးတော့သိရမလားကြီးကြဲနဲ့edit ထဲမှာတော့ကောင်းပါတယ်တကယ်ကြီးကောင်းပါတယ်အပြင်မှာတော့မင်းညပွဲကျွန်တော်မကြည့်လိုက်ရဘူးပေါ့နော်ဘယ်လိုရှည်စွမ်းရှိလဲတော့ကျွန်တော်မသိဘူးကဲထားပါတော့ဒါတွေကတော့အခုတော့စပြီးတော့ယာဒီစာနဲ့စပြီးဖိအားပေးနေပြီပေါ့နော်ရှည်စွမ်းအမှန်နဲ့စပြီးဖိအားပေးနေပြီတန်းစင်းစုံကိုကဲစလာပါဒီနေ့ညပွဲလေးရှိတယ်ဒီနေ့ညပွဲလေးမှာကျွန်တော် free တပွဲပေးမယ်ပြီးရင်ပေါက်ပေးစနစ် body နှစ်ပွဲထွက်မယ်မောင်းတစ်ပေါင်းထွက်မယ် free ပွဲကတော့ကျွန်တော်ဗီဒီယိုတွေစပြီးတင်ပြီးဆိုကြတဲ့ဇာတ်တွေအောင်နေရပေါ့နော်ဟိုနေ့ညဆိုအာဆင်နယ်အောင်နေမနေ့ညဆိုရင် Everton အောင်နေဒီနေ့ညတော့ကျွန်တော် Man City နဲ့ဘုံမောက်ပွဲမှာကျွန်တော် Man City ဂိုးဘော်ကိုပေးပါတယ် Man City နဲ့ဘုံမောက်ပွဲမှာ Man City ဂိုးဘော်ကိုကျွန်တော် free tip ပေးပါတယ်ကျန်တဲ့နှစ်ပွဲရှိမယ်ကျန်တဲ့ body နှစ်ပွဲအပိုင်းနှစ်ပွဲရှိမယ်ပြီးရင်ပေါ့ကျွန်တော်တို့မောင်းတမောင်းရှိမယ်ပေါ့နော်အဲ့ဒါပေါက်ပေးစနစ်ပါပေါက်မှာပေးမပေါက်ရင်မပေးနဲ့ပေါက်လို့မပေးချင်လည်းရတယ်အေးစေးဒါကျွန်တော်ကဒါအပျော်တဘောလုပ်တဲ့ညီကိုရင်းနဲ့ခင်းခင်းမင်းဖြစ်ရှင်လို့လုပ်တဲ့တဘောပါအဲ့လိုမျိုးစနစ်တွေဝယ်ခြင်းနဲ့လိုချင်တယ်ဆိုရင်3996495611ဆိုတဲ့ဖုန်းနံပါတ် Viber Telegram အဲ့ဒီဖုန်းနံပါတ်ကိုလာပြီးတော့ဆက်သွယ်ပြီးတော့ပွဲယူလို့ရပါတယ်ဒီနေ့ကံမဲ့ပွဲကတော့Man City နဲ့ဘုံမောက်ပွဲမှာဆိုရင် Man City နဲ့ဘုံမောက်ပွဲမှာတစ်ဖက်ကို9စီရနဲ့စပြီးကြည့်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အားကြောင့်မို့လဲကျွန်တော်9ဘော်ကိုကြိုက်တာပါအားလုံးကျေးဇူးတင်ပါတယ်